လုံးပဲမင်္ဂလာပါဗလာထမိုရီချ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Thomas Edison ရဲ့ Surrounded by Idiot လူနာအများကြားမှာရှင်သန်ခြင်းစာအုပ်အကြောင်းပြန်လဲမျှဝေပေးသွားမှာပဲဖြစ်ပါတယ်စာအုပ်အကြောင်းကိုမပြောခင်မှာ Thomas Edison ရဲ့အကြောင်းကိုအရင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ် Thomas Edison ဆိုတာနဲ့လူများစုပြင်းပြနေတာကတော့လူတွေကိုအယောင်တွေနဲ့ခွဲခြားပြတဲ့သူဆိုတာပါပဲသူဟာကမ္ဘာကျော်ရောင်းရဆုံးဖြစ်တဲ့ Surrounded by Idiot ကိုရေးသားခဲ့ပြီးဆွေရင်လူမျိုးစာရေးဆရာနဲ့ပြုမှုဆိုင်ရာကျွမ်းကျင်သူလူဖြစ်ပါတယ်။ Thomas ဟာဒီနေ့ဘယ်တဲ့ကိုရုတ်တရက်ရောက်လာတာမဟုတ်ပါဘူး။သူဟာအနှစ်20ကျော်ကြာအဖွဲ့အစည်းတွေမှာခေါင်းဆောင်မှုနဲ့ဆက်သွယ်ရေးသင်တန်းတွေပေးခဲ့တဲ့အတွေ့အကြုံရှိသူပါ။သူရဲ့စာအုပ်ကိုပထမဆုံးထုတ်ဝေတုန်းကဆွေဒင်မှာတောင်သိမ့်မပေါက်ခဲ့ပေမဲ့နောက်ပိုင်းမှာဘာသာစကားပေါင်း40ကျော်နဲ့ပြန်ဆိုရတဲ့အထိအောင်မြင်သွားခဲ့တာပါ။ Thomas Edison ရေးသားခဲ့တဲ့ Surrounded by Idiot လူနာအများကြားမှာရှင်သန်ခြင်းဆိုတဲ့စာအုပ်ဟာလူမှုဆက်ဆံရေးနယ်ပယ်မှာကမ္ဘာကျော်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Surrounded by Idiot လူတွေရဲ့အရာအသွေးစရိုက်များကိုနားလည်ခြင်းတခါတလေမှာငါပြောတာကိုသူတို့ဘာလို့နားမလည်ကြတာလဲဒါမှမဟုတ်ဒီလူတွေနဲ့စကားပြောရတာဘာလို့ဒီလောက်ခက်ခဲနေရတာလဲဆိုပြီးတော့ပေါ့ဆွေဒင်နိုင်ငံကပြုမှုဆိုင်ရာကျွမ်းကျင်သူ Thomas Edison ကတော့ဒါဟာတစ်ဖက်လူကအသိဉာဏ်နဲ့လို့မဟုတ်ပဲလူတွေရဲ့ကိုယ်ရည်ကိုယ်သွေးမတူညီကြတယ်ဖြစ်တယ်လို့ဆိုပါတယ်သူကလူတွေရဲ့စရိုက်ကို Disc model ဆိုတဲ့စိတ်ပညာ theory ပေါ်အခြေခံပြီးအရာ၄မျိုးနဲ့ခွဲခြားပြထားပါတယ်အနည်းအောင်သမားတွေကတော့စိတ်အားထက်သန်ပြင်းပြသူများပဲဖြစ်ပါတယ်ဒီအရာပိုင်ရှင်တွေဟာခေါင်းဆောင်မှုကဏ္ဍမှာတွေ့ရတတ်ပါတယ်စရိုက်ကပြတ်သားတယ်ညီမချက်ကြီးတယ်အမိန်ပေးရတာကြိုက်တယ်အားသာချက်ကတော့အလုပ်တစ်ခုကိုမြန်မြန်ဆန်ဆန်ပြီးမြောက်အောင်လုပ်နိုင်တယ်ရလက်ကိုပဲကြည့်တယ်အားနည်းချက်အနေနဲ့တခါတလေအရန်ခက်ထန်ပြီးတပားသူခန်းစားချက်ကိုဂယူးမဆိုင်လို့ဖြစ်နေတတ်တယ်မှတ်ထားရမှာကအနီရောင်သမားတွေနဲ့စကားပြောရင်အလိုလိုနေအငင်းပွားနေရတယ်လို့ခံစားနိုင်ပါတယ်အဝါရောင်သမားတွေကတော့ဖျော်ဖြေရေးသမားများပဲဖြစ်ပါတယ်လူမှုပတ်ဝန်းကျင်မှာပျော်ပျော်နေတဲ့သူတွေဖြစ်ပါတယ်စရိုက်ကတော့စကားပြောကောင်းတယ်တက်ကြွတယ်အကောင်းမြင်တတ်တယ်ဖန်တီးနိုင်စွမ်းမြင်ပါတယ်အားသာချက်အနေနဲ့လူတွေကိုစိတ်တက်ကြွအောင်လှုပ်ဆောင်နိုင်ပြီးတယ်သူတို့ရှိရင်ပြောစရာကောင်းတယ်အားနည်းချက်အနေနဲ့ကတော့အသေးစိတ်အချက်လက်တွေကိုတိတ်ကူးမဆိုင်တတ်ဘူးစကားအယမ်းများတယ်အာရုံပြန့်လွယ်တယ်မှတ်ချက်အနေနဲ့ကတော့သူတို့ကလူတိုင်းဟာငါတငယ်ချင်းတွေပဲလို့သတ်မှတ်ထားတဲ့လူမျိုးပါအစိမ်းရောင်သမားလေးတွေကတော့အေဂျင့်တည်ငြိမ်လူများပဲဖြစ်ပါတယ်လူဦးရေရဲ့အများစုဟာဒီဥစုတွေမှာပါဝင်မယ်ထင်ပါတယ်ဇယိုက်ကတော့သဘောကောင်းတယ်တိခံတတ်တယ်ပြောင်းလဲမှုကိုသိမကြိုက်ဘူးအေးအေးဆေးဆေးနေတတ်တယ်အားသာချက်အနေနဲ့ကနားထောင်ပေးသူကောင်းတွေဖြစ်ကြတယ်အဖွဲ့အစည်းတွင်တဟဇတာဖြစ်အောင်ထိန်းညှိပေးနိုင်တယ်အားနည်းချက်ကကိုယ်သဘောထားကိုတက်တက်မတ်မတ်ပြောပဲဝိလေကြောင်ပဲလုပ်တတ်တယ်ဆုံးဖြတ်ချက်ချဖို့နှိကွေးတတ်တယ်မှတ်ချက်အနေနဲ့ကတော့သူတို့ကိုစိတ်မဆိုးတတ်ဘူးလို့ထင်ရပေမဲ့သူတို့ကစိတ်ဆိုးလွယ်သူတွေပါအပြာရောင်သမားလေးတွေကတော့စိတ်ဆက်သူများပဲဖြစ်ပါတယ်သူတို့ကတော့ယုတ်တိဗေဒနဲ့အချက်လက်ကိုဦးစားပေးသူတွေပါဇယိုက်ကတော့အေးဆက်နိုင်တယ်စနစ်ကြတယ်တိကျမှုကိုကြိုက်တယ်စီကံကြည့်တယ်အားသာချက်ကတော့အမားယွန်းအလွန်နေပါတယ်အလုပ်တစ်ခုကိုအစားကနေအဆုံးထိစနစ်တကျခွဲခြမ်းစိတ်ဖြာနိုင်တယ်အားနည်းချက်ကတော့ဝေဖန်တတ်လွန်းတယ်လူမှုဆက်ဆံရေးမှာအိတ်ဆက်ဆက်နေတဲ့ပြည်သစိမ်းတွေနဲ့ရောနှောဖို့ခက်ခဲတယ်မှတ်ချက်ကတော့မှန်ပြီးတာပဲခံစားချက်ကအရေးမကြီးဘူးလို့ယူဆထားတဲ့သူတွေပါဒီစာအုပ်ကနေဘာတွေသိယူနိုင်တယ်လဲနားလည်မှုလွဲခြင်းကိုလျှော့ချခြင်းဒီဟာအနီရောင်ဖြစ်ပြီးတစ်ဖက်လူကအစိမ်းရောင်ဖြစ်နေရင်တင်းရဲ့ပြတ်သားတဲ့စကားလုံးတွေကိုသူကကြောက်လန့်သွားလိမ့်စီဆိုတာသိလာပါလိမ့်မယ်ထိရောက်သောဆက်သွယ်ရေးအယောင်တစ်မျိုးစီမှာစကားပြောပုံနည်းစနစ်မတူပါဘူးဥပမာအပြာသမားကိုစီးရုံးခြင်းရင်ခိုင်လုံတဲ့အချက်လက်တွေပြရမှာဖြစ်ပြီးအဝိုင်သမားကိုတော့စိတ်လှုပ်ရှားစရာအနာဂတ်အကြောင်းတွေပြောပြရမှာပါအဖွဲ့အစည်းတည်ဆောက်ခြင်းလုပ်ငန်းခွင်တစ်ခုမှာအယောင်၄မျိုးလုံးစုံလင်နေမှသာဟန်ချက်ညီညီလေးပတ်နိုင်မှာဖြစ်ပါတယ်အချင်းချင်းအနေနဲ့ကတော့ Surrounded by Idiot ဆိုတာတကယ်တော့ဘေးလူတွေကလူနာတွေဖြစ်နေတာမဟုတ်ပဲကျွန်ုပ်တို့ကိုယ်တိုင်ကသူတို့ရဲ့ဆက်သွယ်ရေးဘာသာစကားကိုနားမလည်သေးတာကိုထောက်ပြပေးထားတာပဲဖြစ်ပါတယ်ဒီအယောင်တွေကိုနားလည်သွားတဲ့အခါပတ်ဝန်းကျင်နဲ့ဆက်ဆံရေးဟာတိတိတတ်တာချုံ့မလာပါလိမ့်မယ်ကျမကတော့အစိမ်းရောင်ဖွဲ့တဲ့ပါမှန်ထင်တယ်မိတ်ဆွေတို့ရောဘယ်ရောင်နဲ့ပါမလဲဆိုတာကို comment မှာရေးပေးခဲ့ပါနော်မိတ်ဆွေတို့အားလုံးဆက်ဆံရေးတွေပြေလည်ပြီးဘဝမှာတိုးတက်အောင်မြင်ကြပါစေရှင်ဒီ Surrounded by Idiot စာအုပ်အနှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like and share လုပ်ပြီး comment လေးပေးပြီးအားပေးခဲ့ပါစာအုပ်အနှစ်ချုပ်ဗီဒီယိုအနေနဲ့ကိုယ်ပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုမပြတ်တမ်းကြည့်ရှုနားဆင်ဖို့ subscribe လုပ်ပြီး notification နေရာမှာ all ကိုနှိပ်ထားဖို့မမေ့နဲ့နော်